အပိုင်း3လူသက်သမားကြီးတံပြန်တိုက်စစ်မိုးဝတ်တန်နဲ့ဖိုးစော်တို့ဟာတွေ့ရှိတဲ့တပ်တွေကိုရဲစခန်းမှာတင်ပြဖို့ပြင်ဆင်နေတော့မှာပဲညိုမောင်ကသတင်းရသွားပါတယ်ညိုမောင်ကအခုဆိုရင်မြို့မှာဩဇာအာဏာရှိတဲ့လူတစ်ယောက်ဖြစ်နေပါပြီသူကသူ့ရဲ့လူသက်မှုပေါ်ပေါက်တော့မှာကိုသိတာကြောင့်လက်ပါစီလူမိုက်တွေကိုခေါ်ပြီးမိုးဝတ်တန်ရဲ့အိမ်ကိုညဘက်မှာဝင်ရောက်စီးနေပါတယ်မင်းကငါကိစ္စတွေကိုနှိုက်နှိုက်ချွတ်ချွတ်လှုပ်ချင်တာလားလို့ညိုမောင်ကတနက်နဲ့ချိန်ပြီးမိုးဝတ်တန်ကိုမေးပါတယ်မိုးဝတ်တန်ဟာအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ခဏမှာပဲအင်ကြီးထဲမှာထူးဆန်းတဲ့အတန်တွေထွက်ပေါ်လာပြီးမီးလုံးတွေတစ်ဖြက်ဖြက်ဖြစ်လာပါတယ်။ကေဒီနဲ့ဖိုးသားတို့ကသူတို့ရဲ့ကျေးဇူးရှင်မိုးဝတ်တန်ကိုကယ်တင်ဖို့အတွက်ညိုမောင်ရဲ့လူတွေကိုစတင်ကြောက်လန့်ပါတော့တယ်။လူမိုက်တွေဟာကြောက်လန့်တကြားနဲ့ထွက်ပြေးကုန်ကြပေမဲ့ညိုမောင်ကတော့ရက်ဆက်သူမို့မပြေးပဲတနက်နဲ့ရှောက်ပစ်ပါတယ်။အဲ့ဒီအချိန်မှာရဲကားတန်တွေကြားလိုက်ရတာကြောင့်ညိုမောင်ဟာကားပေါ်တက်ပြီးမြို့ပြင်ကတောတောင်တွေစီကိုအမြန်ဆုံးထွက်ပြေးတင်းချောင်သွားပါတော့တယ်။ညိုမောင်ဟာရဲတွေရဲ့လက်ကနေလွတ်ဖို့အတွက်နဲဆက်ဘက်ကိုဦးတည်ပြီးတောလန့်ကနေထွက်ပြေးပါတယ်ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးပေမဲ့ညိုမောင်ကတောလန့်ကိုကျွမ်းကျင်တာကြောင့်ဖမ်းရတာတော်တော်ခက်ခဲနေပါတယ်။မိုးဝတ်တန်ကလည်းကီတီတို့မောင်နှမရဲ့အမှုမှန်ပေါ်ပေါက်ဖို့အတွက်ရဲတွေနဲ့အတူတောထဲကိုလိုက်ပါသွားခဲ့ပါတယ်။တောထဲမှာညိုမောင်ကပုံရိုးကွယ်ရိုးနဲ့ပြန်လဲခုခံနေပါတယ်။ညိုမောင်ဟာ6ကမ်းပါးတစ်ခုအနားမှာပိတ်မိနေတော့မိုးဝတ်တန်နဲ့ထိတ်တိုက်တွေ့ပါတယ်။မင်းကငါတတ်ရမှာလို့အော်ဟစ်ပြီးညိုမောင်ကမိုးဝတ်တန်စီကိုဓာတ်နဲ့ပြေးဝင်လာပါတယ်။အဲ့ဒီအချိန်မှာပဲတောအုပ်တစ်ခုလုံးလေပြင်းတွေဝေကနေတိုက်လာပြီးညိုမောင်ရဲ့မျက်စိရှေ့မှာကီတီရဲ့သွေးစွန်းနေတဲ့ပုံရိပ်ကြီးကဝုန်းကနေပေါ်လာပါတယ်။ညိုမောင်ဟာသွေးပြတ်သွားပြီးခြေချော်က6ထဲကိုပြုတ်ကျလို့နီးပါးဖြစ်သွားပါတယ်။မိုးဝတ်တန်ကညိုမောင်ကိုအမိအယလှမ်းဖမ်းပြီးရဲတွေလက်ထဲကိုအနှံ့နိုင်ခဲ့ပါတယ်။ညိုမောင်ဟာကြောက်လန့်လွန်းလို့ငါကိုကဲပါသူတို့လာနေပြီလို့အော်ဟစ်ရင်အတိစိတ်လွတ်မတက်ဖြစ်နေပါတော့တယ်